ဒီပင်လယ်လိပ်မကြီးဟာသူ့ရဲ့သားသမီးတွေအတွက်လုံခြုံတဲ့တားပေါက်တွင်တစ်ခုကိုဖန်တီးဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။သူ့ရဲ့နောက်ခြေထောက်တွေဟာတန်မာပြီးလျင်မြန်တဲ့ကော်ပြားတစ်ချောင်းလိုမျိုးတဲတွေကိုဖြည်းဖြည်းချင်းအပြင်ကိုဆွဲထုတ်တဲ့ခြေနှစ်ဖက်ကိုတလက်စီအသုံးပြုပြီးတူးဆွနေတဲ့တွင်းဝဟာတဖြည်းဖြည်းနှက်ဆိုင်လာသလိုပိုပြီးလဲဝိုင်းဆက်လာတယ်။ဒီလိုတူးနေတာကအလကားအပျော်တူးနေတာမဟုတ်ပါဘူးဒါဟာလိပ်အကောင်ပေါက်လေးတွေအတွက်အုံမြင့်ချနေတာပါတင့်တော်တဲ့အတိမ်နဲ့ရောက်တဲ့ခါမှာတော့အံ့ဖွယ်ရတစ်ခုပေါ်လာပါပြီးလုံးဝနဲ့ဥတွေဟာတစ်လုံးပြီးတစ်လုံးသူ့ခန္ဓာကိုယ်ထဲကနေတွင်းထဲကိုလိပ်ဆင်းလာတဲ့ဥတိုင်းဟာအသက်တစ်ခုကိုလွှမ်းခြုံထားပါတယ်ဒီဥခွန်တွေဟာငှက်ဥတွေလိုမာကြောတာမျိုးမဟုတ်ပါဘူးသူတို့ဟာပျော့ပြောင်းပြီးဆွဲဆက်နိုင်တဲ့သဘာဝရှိတယ်ဒီလိုပျော့ပြောင်းတဲ့အခွန်ကြောင့်တဲတောင်ပြင်ပတ်ဝန်းကျင်နဲ့ပုံမလိုက်ရောညီထွေဖြစ်စေပြီးအပေါ်ကတဲတွေဖိမိလာတဲ့အခါမှာလည်းအလွယ်တကူကွဲအပ်မသွားဘူးဥတွေကတနေသားလေးတွေဟာလည်းလေကိုကောင်းကောင်းရှူရှိုက်နိုင်တယ်ပြီးနောက်သူဟာတွင်းဝကိုတတိကြီးစွာနဲ့ပြန်ဖုံးအုပ်တယ်မြင်းသားစွာပုတ်ပြီးမျက်နှာပြင်ကိုပြန်ညီအောင်ပြုလုပ်တယ်ဘာမှမဖြစ်ခဲ့ဘူးတလို့မျိုးမြင်ရဖို့ပါပဲအဲ့ဒီနောက်မှာတော့သူဟာဖြည်းဖြည်းချင်းတွားသွားပြီးပင်လယ်ပြင်စီကိုပြန်သွားပါတော့တယ်သူရဲ့မေတ္တာအနစ်နာနဲ့အကောင်ပေါက်လေးတွေအတွက်ပေးဆက်မှုတို့ဟာတဘာဝတရားရဲ့အကြီးမြတ်ဆုံးသောလက်ဆောင်တွေထဲကတစ်ခုပါပဲ